အားလုံးပဲမင်္ဂလာပါခိုင်ကောလုပ်ငန်းခွင်မှာလုပ်ကိုင်နေကြတဲ့မိနာဆန်တို့အတွက်ဒီယောရှာဆန်ရဲ့ဒီယောဂအခြေအနေအကြောင်းကိုရေးပြထားတဲ့စာပိုက်လေးကိုဖတ်ပြပေးပါမယ်ဒီစာပိုက်ကိုမိနာဆန်တို့ကလည်းအတူတူလိုက်ဖတ်မယ်ဆိုလို့ရှိရင်အသုံးနှုန်းလေးတွေစကားလုံးဝေါ်ဟာတာတွေကိုမိနာဆန်တို့လေ့လာသိရှိနိုင်မှာပဲဖြစ်ပါတယ်ကဲဒါဆိုအတူတူဖတ်ကြမယ်နော်အေးဆန်ဝါ QG イサイパキンソン病の進行で歩行が難しく、座位もベッドでは安定せず、背もたれのついた椅子でも長時間は座っていられません。手が絡み、時々激しく咳を繰り返します。日中、調子の良い時は座って前かがみで背中を叩いたり、うがいをすると自力で吐き出すこともあります。夜間はうまく吐き出せず、喉のゴロゴロとした音を確認すると、身体の向きを変えて吐けるように試みた後、吸引を行っています。手が取れると呼吸が安定し、表情も和らぎます。ကဲဒါဆိုဘာသာပြန်ကြရအောင်။အေးဆန်ဆိုတဲ့သူကအသက်62နှစ်ဖြစ်ပါတယ်။ပါကင်ဆွန်ပြောဆိုတာကတော့ပါကင်ဆွန်လို့အမည်ရတဲ့ယောဂနာမည်ပေါ့နော်။ရှင်ခိုးဆိုတာကယောဂကရှေ့ကိုဆက်တိုးနေတာဖြစ်ပါတယ်။အဲ့တော့ဒီပါကင်ဆွန်ယောဂကဆက်ပြီးတော့တိုးနေပြီးတော့ဟိုခိုးကမူဇုကရှိခုဟိုခိုးဆိုတာကလမ်းလျှောက်တာပေါ့နော်လမ်းလျှောက်တာကလည်းခက်ခဲလာပြီးဇာဣဆိုတာကတော့ထိုင်ခြင်းဖြစ်ပါတယ်ထိုင်တာကလည်းတဲ့ဘတ်တိုတဲ့ကဒီဂရေမာဆိုရင်တော့အန်တေးစေစုမတည်ငြိမ်တော့ဘူးဂရေမာကကြတော့အမိတွေမထားတဲ့အတွက်ပေါ့နော်ဆေမိုတာရေနိုဆွီတာဣစုတေမို့နောက်ကျောမိတာပါတဲ့ခုံနဲ့လည်းပဲချိုးကြီးကံကနိုင်အကြာကြီးကပြောချင်တာကတော့အချိန်အကြာကြီးစူဝတ်တဲ့ဣရာတဲ့မဆန်မထိုင်နိုင်တော့ပါဘူးတဲ့ထန်းကခါရမိထန်းဆိုတာကချွဲတလိပ်နော်ထန်းကခါရမိဆိုချွဲတလိပ်တွေကကတ်နေပြီးတော့တိုကီတခါတလေဟာခဲရှိကူပြင်းထန်စွာစေခီကိုချောင်းဆိုတာကိုခူရီခါရဲရှိမတ်ခူရီခါရဲစုဆိုတာကအချိန်ကြီးခါပြုလုပ်တယ်ပေါ့နော်ပြောချင်တာတော့ချောင်းကခဏပြီးခဏစိုးနေတယ်လို့ပြောချင်တာပါနီချူးဆိုတာကနေဘက်မှာတဲ့ချိုးရှိနော်ရောဤထုတ်ခီကသူအစဉ်ပြေနေတဲ့အခါမျိုးပေါ့နော်သူရဲ့အခြေအနေထားကျမ်းမာရေးအခြေအနေနည်းနည်းကောင်းနေတဲ့ရောဤထုတ်ခီဆိုတော့ကောင်းနေတဲ့အခါမှာဆိုရင်တဲ့စူဝတဲ့ထိုင်ပြီးမာယေခါကမိဆိုတာကရှေ့ကိုကုန်းပြီးတော့နည်းဒီလိုရှေ့ကိုငိုက်ပြီးတော့ထိုင်တာမျိုးပေါ့နော်အဲ့လိုမျိုးရှေ့ကိုငိုက်ပြီးတော့စေနာကာကိုထတားတာလေးဆိုတော့နောက်ကျောကိုစေနာကဆိုတာကြောကုန်းပေါ့နော်ကြောကုန်းကိုထတာခုဆိုတာကထုတာရိုက်တာကြောကုန်းကိုထုပေးတာပေါ့နော်ပြောချင်တာကဒီရောရှာဆန်အခြေအနေကောင်းနေတဲ့အခါမှာသူကဒီထိုင်ခိုင်းပြီးတော့ပေါ့နော်မာရဲ့ခါမိဆိုအရှေ့ကိုနည်းနည်းလေးကုန်းခိုင်းတာတယ်ပြီးတော့သူ့ကိုဒီနောက်ကျောကိုထုပေးတာမျိုးပေါ့နော်ထုပေးတာတို့ဥဂိုင်းကိုစုလို့တို့ပြီးကြရင်အဲ့လိုထုတဲ့အခါမှာတလိပ်တွေချွဲတွေကဒါထွက်လာပြီလေနော်ပါဇက်ကိုရောက်လာမယ်ဂရင်းနာကိုရောက်လာမယ်ဆိုရင်ဥဂိုင်းစုလို့တို့ဥဂိုင်းဆိုတာပလုတ်ချင်းတာပေါ့နော်ပလုတ်ချင်းလိုက်တဲ့ပလုတ်ချင်းဒါတွေပေါ့နော်ပလုတ်ချင်းတဲ့အခါမှာဆိုရင်တဲ့ဂျီရီခိတဲ့ကိုခွန်အားနဲ့ပြောချင်တာကတော့ကိုဘာသာကိုပေါ့နော်ကိုတိုင်းဟာကီဒါစုကိုတိုမိုအာရီမတ်ဒီထွေးထုတ်နိုင်တာမျိုးတွေရှိပါတယ်တဲ့ရကန်ဝပေါ့နော်ညဘက်ကတော့ညအချိန်ကတော့ဥမခုကောင်းမွန်စွာနဲ့ဟာကီဒါဆေစုဒီမထွေးထုတ်နိုင်ဘူးတဲ့နို့တော့ဂိုရိုတိုစတာလေချောင်းထဲမှာရှိတဲ့တလိပ်တွေကတ်နေတာပေါ့နော်တလိပ်တွေကကတ်နေတာဆိုတော့အတန်ကကြားနေရတယ်ဂိုရိုဆိုပြီးတော့ပေါ့နော်လေချောင်းမှာတလိပ်ကကတ်နေတဲ့အတွက်အဲ့ဒါလိုမျိုးဂိုရိုတိုစတာအိုတိုကိုဂိုရိုဆိုတဲ့အတန်ကိုတဲ့ခါခုနေစုရုတိုသူဒါခါခုနေဆိုတာကစစ်ဆေးတာကွန်ဖန်လောက်တာပေါ့နော်ဒီမှာကြတော့သူတတိထား
စစ်ဆေးမိတယ်ဆိုလို့ရှိရင်ဘာလုပ်ပေးလဲဆိုရင်ねရှင်းတိုင်းの向きကိုရှင်းတိုင်းဆိုတာခန္ဓာကိုယ်ရဲ့向きဒီဥတည်တဲ့ဘက်ကိုပေါ့နော်ခန္ဓာကိုယ်ဥတည်တာကိုခါရဲတဲ့ပြောင်းလဲပေးပြီးတော့ဟာခဲရူယောနိအန်နိုင်အောင်အန်ထုတ်နိုင်အောင်ပေါ့နော်ဒီချွဲတလိပ်တွေကိုထွေးထုတ်နိုင်အောင်အန်ထုတ်နိုင်အောင်ခိုကိုရိုမီတာနော်ချီစမ်းသက်ခိုကိုရိုမီရူဆိုတာကစမ်းသက်လောက်ကင်ဒီဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်စမ်းသက်ကြည့်ဒီဆိုတဲ့အဓိပ္ပာယ်ပါကိုကိုရိုမီတာနော်ချီဆိုတော့စမ်းသက်လောက်ကင်ပြီးတဲ့နောက်မှာတော့စမ်းသက်ကြည့်တဲ့နောက်မှာတော့キューインを行っています。キューインဆိုတာကချွဲတလိပ်တွေကိုစုပ်ထုတ်တာပေါ့နော်ဒီချွဲစုပ်ထုတ်တာကိုဆောင်ရွက်ပါတယ်တဲ့တန်းကထိုရဲရူတို့ဒီတလိပ်တွေကိုထုတ်ယူနိုင်တယ်ပေါ့နော်ယူလိုက်နိုင်တယ်ဆိုလို့ရှိရင်ခို Q ကအန်တေရှိအသက်ရှူတာကအန်တေတည်ငြိမ်ပြီးတော့ဟျောကြောမို့ဟျောကြောဆိုတာကဒီသူ့ရဲ့မျက်နှာအမူအရာကလည်းယာဝါရာကီမတ်ဒါအဆင်ပြေသွားတယ်ပေါ့နော်မျက်နှာအမူအရာကလည်းတက်တောင့်တက်တာအနေထားဖြစ်သွားတယ်လို့ပြောချင်တာဖြစ်ပါတယ်အဲ့တော့ဒီထဲမှာမင်းင်းတွေကတော့ဒါနည်းနည်းဆိုပေမဲ့များများပါလာတယ်ပေါ့နော်အဲ့ဒါလေးကိုတေချာလေးမှတ်ပေးထားပါဒီစာပိုက်ထဲမှာမိနာဆန်တို့တည်ပြီးသားမင်းင်းလည်းရှိတယ်လို့မတည်သေးတဲ့မင်းင်းလည်းရှိပါလိမ့်မယ်အဲ့တော့စစကားပြောတဲ့အခါမှာတော့နည်းနည်းမလှတာရှိလို့ရှိရင်အဆင်မပြေတာရှိလို့ရှိရင်သိခံပြီးတော့နားထောင်ပေးပါနော်ကျေးဇူးတင်ပါတယ်